啦，收过，公道，聊天公道。Hello morning ပါ morning ပါ ခုတော့နိုးပါပြီမနက်မိုးလင်းမှပဲဒါရှုခင်းကိုမြင်ရတော့တယ်ညတော့ကလည်းရောက်တဲ့ချိန်ကလည်းနောက်ကျတယ်နောက်ကျတော့ဘာမှမတွေ့လိုက်ရဘူးခုတော့ဒါနန်းကန်းကြီးကဒီလိုလားဆိုတော့ခုမှတွေ့ရတယ်အဲ့တော့ခုမိုးနည်းနည်းအုံနေတယ်နည်းနည်းလေးအေးတယ်20 degree celsius ဆိုတော့ဒါအေးတယ်လို့ပြောလို့ရပါဘောနော်အေးလေးနဲ့မိုးအုံလေးအဲ့တော့အောက်ကိုရှောက်သွားမယ်ဘာတွေရှိလဲဆိုတာကိုလိုက်ကြည့်ပါမယ်လိုက်ခဲ့ကြပါဦးခေချပါဦးကဲရောက်ချင်းနေဆိုတော့နည်းနည်းလေးငြင်းနေလာအောင်မယ် ခုတော့ကန်းကြီးလမ်းရှာပြီးတော့ဒါတိဥတုလေးကလည်းအေးလေးနဲ့ဆိုတော့လေနေလို့နော်မိုက်တယ်နေလို့ပေါင်းတယ်စိတ်လေးနဲ့ ချင်းနေလေးလိုက်ကြည့်လိုက်အောင်မယ်ဘာတွေလုပ်လို့ရမလဲဖေးသွားလို့ရ တော့အခုမှားလိုက်တာကဟွာ beach နားပါပဲရေးတက်လာလို့ဟွာ Michael Beach မှာပဲခါလိုက်တာနော် beach နားလေးမှာပဲဟိုတယ်ခါလိုက်တာမျိုးတယ်ကြာနည်းနည်းတော့နှမ်းတယ်ပေါ့ထပ်ပြီးတော့ညကြရင် grab တို့ဘာလို့နဲ့ grab တို့ဘာလို့နဲ့သွားရမှာပေါ့နော်အခုလောလောဆယ်ကတော့ beach မှာလမ်းလေးတွေရှောက်နေပါတယ် ဖိုးထိတ်မှထိုင်အေးအဲ့မှထိုင်အဲ့မှထိုင်မယ်ကဲအေးလေးနဲ့ ရှောက်လာပြီးတော့မှာထားတာလေးကဒါလေးက coconut coffee မချာ latte တဲ့ ကိုရောက်နေတာက matcha တွေဘယ်လိုများကြိုက်နေလဲမသိ Mayash Beach ကိုရောက်နေတာ ဘာလို့ matcha တွေကြိုက်တော့ တော့ Mayash Beach နဲ့ဟိုနဲ့ Monkey Beach နဲ့ဟိုဘက်ဒီဘက်ငါတောက်ကြည့်တောက်ကြည့်တောက်မယ်လေသူမတောက်ဘူးလေညော့ဟုတ်လားဆိုကိုကုန်းတော့ပြောင်းတဲ့ကုန်းတော့ဒါတော့ surfing လုပ်မဲ့ကိုရီးယားအဖွဲ့ဖြစ်ပါတယ်ကိုရီးယားအဖွဲ့ကိုဒါ training ပေးနေတာပါ surfing လုပ်လို့လည်းရပါတယ်သွားကြပြီတော့ line ကောင်းတော့ကဲဒီနေ့ကတော့ဒါ live ပြီးဆက်စုဟိုကြည့်ပေါ့နော်မကြည့်ရတယ်ဟောဖေးရဲ့အလှတရားတွေပေါ့ဒါရင်းလေးခံနေပေါ့နော်ဒါအေးချမ်းလေးနဲ့ဒါမိုးအောင်လေးနဲ့ရမ်းမိုက်ပါတယ်အဲ့တော့မတောက်သေးဘူးလားဆိုတော့ကိုကြီးတောက်မှာစောသေးလို့10နာရီခွဲပဲရှိသေးတယ် ပေါ့ coffee time ဆို coffee တောက် coffee လေးခဏတောက်လိုက်အောင်နေ့လေကြာမှာ okay ဒါ